ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နှလုံးသားတစ်စုံပါလာပြီဆိုကြတဲ့ကိုကဆိုပုဂ္ဂိုလ်တွေကချစ်တတ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရမှာဖြစ်ပါတယ်လူသားတယောက်ဖြစ်လာတာမဟုတ်ဘူးတရားဝါတစ်ခုဖြစ်လာပြီဆိုရင်သူတို့မှာနှလုံးသားပါလာပြီဆိုရင်သူတို့မှာချစ်တတ်တဲ့နော်စိတ်ကပါလာပြီးသားဖြစ်ပါတယ်ဒါကိုတနည်းအားဖြင့်ဘာသာပြန်မယ်ဆိုလို့ရှိရင်ကာမလို့လည်းပြောလို့ရတယ်နော်လူကျင်တတ်မှတ်တဲ့စိတ်ဒါမျိုးကိုပြောတာဖြစ်တယ်နော်ခံစားလို့တဲ့စိတ်အဲ့တော့ကျွန်တော်တို့လူလိုပြောမယ်ဆိုလို့ရှိရင်တော့ရိုးရိုးရှင်းရှင်းလေးပြောရမယ်ဆိုရင်ချစ်တတ်တဲ့စိတ်ကလေးတွေဟာပါလာပြီးသားဖြစ်ပါတယ်ဒီလိုမျိုးလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့တရားဝါတယောက်နော်တရားဝါတစ်ခုဖြစ်လာတဲ့အတွက်ကြောင့်မလို့ခံစားရတဲ့နှလုံးသားလေးပါလာပြီဆိုကြတဲ့ကိုကသူတို့မှအဲ့ဒီနှလုံးသားကြောင့်ရလာတဲ့ပြိပတ်အနေနဲ့ကတော့အချစ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်စီမှာကြာလာလေးလို့ခေါ်တဲ့ဂုရုအခါမှာတဏှာသမီးတယောက်ကစနေသားနဲ့ပြန်ပြီးတော့ဆုံနိုင်မလားဆိုပြီးတော့မိကွန်းလေးမေးပါတယ်ကြည့်အောင်နော်ဂုရုလို့ခေါ်တဲ့ကြာလာလေးအခါမှာတဏှာသမီးတယောက်ကစနေသားဖြစ်တဲ့ပုဂ္ဂိုလ်နဲ့ဆုံနိုင်မလားလို့မိကွန်းလေးမေးပါတယ်ဒါဆိုရင်ကျွန်တော်တို့ညီကောင်မောင်နှမတွေအားလုံးအခုကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်နေကြတဲ့ညီကောင်မောင်နှမတွေအားလုံးသူတို့နှစ်ယောက်ပြန်ပြီးတော့ဆုံနိုင်သေးသလားဆိုတာလေးတစ်ချက်လောက်ကျွန်တော်တို့ညီကောင်မောင်နှမတွေအားလုံးဟောဒီရောက်ဗီဒီယိုဖိုင်ရဲ့အောက်မှာ comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြပါအောင်လို့မြေလာရက်ခံပါတယ်လောကီဗီဒီယိုရဲ့ကိုလေးလာလိုက်စားနေတဲ့ညီကောင်မောင်နှမတွေတဲကမြမကျူရအင်္ဂဝိဇ္ဇဗီဒီယိုရဲ့ကိုလေးလာလိုက်စားနေတဲ့ညီကောင်မောင်နှမတွေအနေနဲ့ကြာလာပြီလို့ခေါ်တဲ့ဂုရုခါမှာတနင်္လာသမီးတယောက်ကစနေသားနဲ့ပြန်ပြီးတော့ဆုံနိုင်သလားဆိုတဲ့မိကွန်းလေးမိထားပါတယ်အဲ့မိကွန်းလေးတွေကိုပြန်ပြီးတော့ဒီကဗီဒီယိုဖိုင်ရဲ့ comment ရဲ့အောက်မှာဝင်ရောက်ပြီးတော့မှတ်ပေးကြပါအောင်ဖြည့်ဆို့ပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်